ရတဲ့လစာကိုစုထားခြင်းတယ်ဒါပေမဲ့လို့ဒေါ်လာကိုလည်းမစုချင်ဘူး AED ကိုလည်းမစုချင်ဘူးရွှေစုချင်တယ်ရွှေဝယ်ချင်တယ်အဲ့ခါကျတော့ကျမဘာလုပ်ရင်ကောင်းမလဲဆိုတော့ရွှေဝယ်လို့ရတဲ့နေရာလေးတစ်ခုကိုပြောပြပေးပါမယ်တော်ယုံ 80K 22K တွေကိုလိုက်ဝယ်လို့ရှိရင်တော့ဆိုင်တွေကအများကြီးပါဒူဘိုင်းမှာရွှေဆိုင်တွေတပုံကြီးရှိတယ်အဲ့တော့ကျမတို့ကအဲ့ဒါကိုစုမှာမဟုတ်ဘူးတကယ်လို့များ 80K 22K တွေဝယ်တဲ့ခါကျတော့22K ဆိုရင်မြန်မာပြည်ရဲ့15ဘေးနဲ့ပဲညီတယ်ပေါ့နော်အဲ့တော့ 80K ဆိုလို့ရှိရင်73ဘေးလောက်ပဲရှိတယ်ပေါ့အဲ့ခါကျတော့ကျမတို့ကအဲ့လိုရွှေကိုလည်းမစုချင်ဘူးအခောက်ကိုမှစုချင်တယ်အဲ့ခါကျရင်အခောက်ကိုဘယ်မှာဝယ်ရမလဲဘယ်လိုဝယ်ရင်ကောင်းလဲအကောင်းဆုံးနေရာတစ်ခုကိုညွှန်ပြပေးမယ်အခောက်ကိုဝယ်လို့ရတဲ့နေရာကတော့အကောင်းဆုံးကတော့ဂိုးစုမှာဖြစ်ပါတယ်ဂိုးစုမှာတီးသန့်ရွှေအခောက်ကိုရောင်းတဲ့ဆိုင်တီးသန့်ရှိတယ်အဲ့ဒါကရွှေဆိုင်တွေအားလုံးကနေပြီးတော့သူ့စီမှာတွားပြီးတော့ဝယ်ကြတာဖြစ်ပါတယ်အဲ့ဒီဆိုင်ကဒီလိုရွှေဆိုင်ကြီးတွေမလာပါတို့ဘာလို့မဟုတ်ပါဘူးတီးသန့်ဆိုင်မှာအဲ့ဒီဟာကဘယ်နေရာရှိလဲဆိုတာကိုတော့ဘယ်မှာရှိလဲဆိုတာကိုပြောပြပေးပါမှာဖြစ်ပါတယ်သူကအဲ့ဒီဂိုးစုမှာအဓိကအဖြစ်ဆိုင်ကိုကြည့်လိုက်ရင်တော့ဆိုင်ကတိတိလေးပါပဲဥပမာပြောရရင်မြန်မာပြည်ကဗရင်ဖိုတွေပုံစံမျိုးပေါ့နော်ဆိုင်ကြီးတွေမှာတော့ဝင်ရင်တော့ဒီလိုလုတ်ပြီးသားရွှေတွေကိုပဲရောင်းမှဖြစ်ပြီးတော့တကယ်ကိုကအခောက်အတုံးကိုဒီဘက်ကနေပြီးတော့လက်ကာရောင်းတဲ့ဆိုင်ကိုလိုချင်တယ်ဆိုရင်တော့သူ့ရဲ့တီးသန့်ရွှေဆိုင်မှာတော့ဝယ်ရတာဖြစ်ပါတယ်အဲ့ဒီရွှေဆိုင်တွေကအတိအကျတော့ကျွန်မလိပ်စာကတ်ထဲမှာတော့ရှိတယ်ပေါ့နော်အဲ့တော့သိချင်တဲ့လူကိုတော့လိပ်စာကတ်ပို့ပေးပါမယ်ဒါပေမဲ့ဘာဖြစ်လို့ကျမတို့ကရွှေအခောက်အတုံးပေါ့နော်99.9ကိုဝယ်ပြီးတော့ဟုတ်ပါတယ်99.9ရွှေအတုံးကိုဝယ်စုလို့ရှိရင်ကျမတို့ကတွက်ပြန်ရောင်းတဲ့အခါမှာအရှုံးမရှိဘူးပေါ့နော်ကျမတို့က 80K တွေ 22K တွေဝယ်ပြီးတော့တွက်ပြန်ရောင်းလို့ရှိရင်တို့လက်ခတွေနှုတ်ထားတယ်မြန်မာပြည်သဘောနဲ့ပြောရင်ရော့တွက်လက်ခတွေတို့နှုတ်ထားပါတယ်အဲ့ဒါတွေနှုတ်ထားတဲ့အတွက်ကိုကျမတို့တွေကပြန်ရောင်းတဲ့အခါမှာလည်းအရှုံးရှိနိုင်တယ်ပေါ့နော်ဒီတော့ကျမတို့ကရွှေကိုဒီမှာစုထားမယ်အချိန်တန်တော့မှကျမတို့ကဒေါ်လာကိုမြန်မာပြည်ကိုပြန်ပို့မယ်အဲ့ဒီခါကျလို့ရှိရင်တော့ကျမတို့ကရွှေကိုဒီအခောက်ပေါ့နော်99.9ကိုဝယ်စုတင်ပါတယ်အဲ့ဒါတွေကတကယ်လို့များစိုင်နေမှာမရှိဘူးလားဆိုရင်စိုင်နေမှာရှိပါတယ်ရွှေဆိုင်နေမှာရှိပါတယ်ဒါပေမဲ့လို့ရွှေဆိုင်တွေကဈေးတင်ထားပါတယ်အဲ့တော့ကျမတို့ကဒိုင်မှာတော့ဝယ်ပါမယ်ဂိုးစုကိုတော့ဂိုးစုမှာလက်မှတ်နဲ့အဲ့ဒီလိုမျိုးရွှေအတုံးတွေဝယ်လို့ရပါတယ်ဒါကိုလာပြောပြပေးတာပါအဲ့တော့ကျမတို့ရွှေဂိုးစုကဒိုင်ဆိုင်ပေါ့နော်ရွှေဆိုင်တွေအားလုံးဒူဘိုင်းရွှေဆိုင်တွေအားလုံးတိုးဝယ်တဲ့ဒိုင်ဆိုင်မှာတွားပြီးတော့ဝယ်ပါဈေးသက်တာပါတယ်ဘယ်လိုသက်တာလဲဆိုရင်ဈေးကွာပါတယ်ဥမာကျမကမလာပါမှာတွားပြီးတော့ဝင်ခါမှာ1 gram ကိုသူတို့က340လို့ပြောလို့ရှိရင်ကျမဒိုင်ဆိုင်မှာတွားမေးတဲ့အချိန်မှာဒိုင်မှာ99.9 pure ကိုမှသူက290နဲ့ပဲရောင်းပါတယ်ဒါမျိုးကိုပြောပြပေးတာဖြစ်ပါတယ်ကျမတို့သိဖို့လိုပါတယ်အဓိကနေရာပေါ့နော်